皆さんこんにちは。一緒に勉強しましょうの時間です。ဒီနေ့မှာတော့朝方နဲ့夜方ဆိုတဲ့အကြောင်းလေးကိုပြပြပေးချင်ပါတယ်။朝方ဆိုတာကတော့ early bird လို့လည်းအဓိပ္ပာယ်ရပြီးတော့夜方ကတော့ night owl ဆိုပြီးတော့ဒီအင်္ဂလိပ်လိုအဓိပ္ပာယ်ရရပေါ့နော်။အဲ့တော့သူတို့တစ်ခုချင်းစီရဲ့အဓိပ္ပာယ်သေးစိတ်လေးတွေကဘာလဲဆိုတာကိုစုလိုက်နဲ့တူကြည့်ကြရအောင်နော်။ပထမဆုံးအနေနဲ့朝方ဂျပန်လိုအဓိပ္ပာယ်လေးကတော့ヤクネテヤクオキルဆော့ဆော့အိပ်ပြီးတော့ဆော့ဆော့ထားတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်။ဒါကြောင့်ညဘက်ဆော့ဆော့အိပ်ပြီးတော့မနက်ဆော့ဆော့ထားပြီးလှုပ်တဲ့သူတွေကိုအာဆာကတာနင်ကန်ဆိုပြီးတော့ခေါ်လို့ရပါတယ်။အာဆာကတာနင်ကန်ဒါဆိုနောက်စလုံးလေးတစ်ခုကိုဆက်ကြည့်ကြမယ်နော်။နောက်တစ်ခုကတော့ယောရုကတာဂျပန်လိုအဓိပ္ပာယ်လေးကတော့ယောဖူကာရှိလို့ခေါ်ပါတယ်။မြန်မာလိုနေနဲ့ဆိုရင်တော့ညဘက်ထိညနေတဲ့ထိမအိပ်ဘဲနဲ့နေပြီးတော့လှုပ်တဲ့သူအဲ့အမျိုးကိုယောဖူကာရှိလို့ခေါ်တာပါ။ဒါကြောင့်ကိုယ်တငယ်ချင်းတွေထဲမှာညနေထိနေပြီးတော့အလုံးလုံးမအာရုံစူးစိုက်လို့ရတဲ့သူမျိုးရှိရဆိုလို့ရှိရင်သူတို့တွေကိုယောရုကတာနင်ကန်ဆိုပြီးတော့ခေါ်လို့ရပါတယ်။ယောရုကတာနင်ကန်ဒီစလုံးလေးနှလုံးကအရန်ကိုအသုံးဝင်တဲ့အတွက်ကြောင့်မလို့ဂျပန်လိုအဓိပ္ပာယ်လေးရောမြန်မာလိုအဓိပ္ပာယ်ပြင်ဖို့အင်္ဂလိပ်လိုအဓိပ္ပာယ်လေးလည်းပြောပြပေးထားပါတယ်။အဲ့တော့အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့မနက်ခင်းစောစောထားပြီးတော့ညဘက်စောစောအိပ်တဲ့သူတွေကို early bird လို့ခေါ်ပြီးတော့ညဘက်ညနေတိအလုပ်လုပ်တဲ့သူတွေဆိုရင်တော့ night owl ဆိုပြီးတော့ခေါ်ကြပါတယ်။အဲ့တော့ဒီစလုံးလေးနှစ်ခုကိုသုံးချပြီးတော့တေချာလေးစကားတွေအများကြီးပြောနိုင်မယ်လို့ပြောနေပါတယ်။皆さんバイバイ